ဒီကိုအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါသေးများအခုဆိုရင်ကျွန်တော်တို့ Premier League ပွဲစဉ်တွေပြန်စပြီဆိုတော့ကျွန်တော်ရဲ့ prediction ပေါ့နော် Premier League နဲ့ပတ်သက်ပြီးစနေညမှာကန်မဲ့ပွဲတွေအားလုံးကိုကျွန်တော်ခံမှန်းချက်တွေကျွန်တော်ရွေးထုတ်ထားတာလေးတွေကိုဒီကိုနဲ့ sharing လုပ်သွားပေးကြပါမယ်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ရှာသေးက YouTube က channel လေးပြတ်သွားတော့ YouTube မှာတော့ကျွန်တော်အသစ်ပြန်လုပ်နေရပေါ့နော်ပြန်လုပ်ဖို့လည်းကြိုးစားနေပါတယ်အဲ့တော့ကျွန်တော်ရဲ့ prediction လေးတွေကိုကျွန်တော် Facebook မှာ YouTube မှာတွဲတင်သွားဖို့ရှိပါတယ်ပထမဆုံးကျွန်တော်စာပြီးရွေးရမယ်အဲ့တော့ရွေးတဲ့အကြောင်းတွေမပြောခင်မှာကျွန်တော်တခုတော့ပြောချင်တာကျွန်တော်တို့ Premier League ပွဲတွေအခုမှစတာအဲ့တော့ခြေစွမ်းကျွန်တော်တို့မသိရသေးဘူးပထမပွဲတွေကရွေးချယ်မှုတွေကကျွန်တော်ပုံမှန်လေးဝင်ခံရတာမှန်ရွေးတာနဲ့အခြေအနေကဖြစ်နိုင်ကြီးအများဆုံးဟောက်ရွေးရတာပဲရှိရပဲခြေစွမ်းပေါ်မူတည်ပြီးလဲမကြည့်ရသေးဘူးအခြေအနေပေါ်ရလက်တွေပုံစံတွေနီးပြအသစ်တွေကလည်းများတယ် Premier League အသင်း20မှာ9သင်းလောက်ကနီးပြအသစ်တွေဖြစ်နေရဆိုတော့အဲ့တော့တန်တဲ့အသင်းတွေလည်းရှိတယ်ဆိုတော့ဘယ်အရာမှကျွန်တော်တို့တင်းတင်းချာချာဂဂနနမကြည့်ရသေးဘူးပေါ့နော်ကျွန်တော်ကပွဲကြည့်ပြီးမှရွေးတဲ့ပုံစံမျိုးကိုကျွန်တော်တော်ရတဲ့မျိုးကျွန်တော်ကကြီးကိုအဓိကထားပြီးတဲ့ကြီးကို second ထားတယ်ကျွန်တော်ခြေစွမ်းပထမနေရာကနေထားတယ်ပေါ့နော်ဥပမာ60 40လောက်ဖြစ်ဖြစ်အခြေအနေပေါ်မူတည်ပြီးကျွန်တော်ရွေးတာများတယ်အဲ့တော့ကျွန်တော်ခြေစွမ်းနဲ့ရွေးတဲ့ပွဲတွေဆိုရင်တော့များသောအားဖြင့်ညီကိုတို့အမြဲတမ်းပြောပါတယ်ကျွန်တော်ကအပေါ်ရွေးလေးရှိတယ်ဟုတ်ပါတယ်ဘာကြောင့်လဲဆိုခြေစွမ်းရအပေါ်ဒါပေမဲ့အပေါ်ထဲကျွန်တော်အမြဲရွေးနေတာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့ Arsenal နဲ့ Coventry ဒီပွဲကကျွန်တော်ရွေးရင်ကောင်းမလားမရွေးရင်ကောင်းမလားကျွန်တော်များသောအားဖြင့်ကျွန်တော်ဗီဒီယိုတွေကစနေနေ့မှာတင်တာများတယ်ပေါ့နော်အဲ့တော့ဒီပွဲကတနင်္လာတောက်ကြနေညကြီးဖြစ်နေဆိုတော့ Arsenal ကဘယ်အစပြောမလဲဆိုရင် Arsenal ရဲ့လက်ရှိ Community Shield မှာကန်တော့တဲ့ 3-0 ခြေစွမ်းညီကိုတို့အားလုံးသိပြီးသားအဲ့တော့ဒီပွဲက Arsenal နိုင်မယ်ဆိုတော့ကျွန်တော်တို့ဘာမှမယုံကြည်နိုင်စရာဘာရဲ့အကြောင်းနဲ့မှကျွန်တော်ညင်းပယ်စရာအကြောင်းမရှိတဲ့အခြေအနေ100ခိုင်နှုန်းတေချာတယ် Arsenal နိုင်ဖို့ 2-0 လား 3-0 လား Okay အဲ့မှာဆာလီဘာမပါဘူးတင်မပါဘူးဒါပြဿနာမရှိဘူးမော်စကွဲရောရှိတယ်ညာချမ်းမှာတွတ်သူတုံးလို့ရရဗျာဘာမှပဲဖြစ်ဖြစ်လက်ရှိ Arsenal နေတာခွန်စာကြိုက်တဲ့လူဘလို့ပဲဖြစ်ဖြစ် Arsenal ခံစစ်ကတကယ်ကို solid အရင်ဖြစ်တယ်နောက်ပြီးတော့ Declan Rice ဆိုပါတော့ပြန်ပါလာမယ်ကွန်လန်မှာလည်း Bruno Guimaraes နဲ့ဆိုရင်တော်တော်လေး okay နေဆိုတော့အဲ့တချမ်းလုံးကကျွန်တော်ပြောတယ်အမြဲတမ်းပြောတယ်ဆိုတော့စိတ်ချရတယ် Coventry အဲ့တော့ Arsenal ကိုနောက်ထပ်တစ်ခုထင်ကြီးစရာရှိတာပြီးခဲ့တဲ့ရာသီတုန်းကလည်းအိမ်ဝက်မှာ19ပွဲပေါ့နော်19ပွဲမှာကျွန်တော်49ရပြီ19ပွဲပေးရတယ်19ပွဲဗျ19ပွဲပေးရတယ်ဆိုတော့ခံစစ်ကြောင်းအောင်တော့ကျွန်တော်တို့တောင်တော့သွားပြီးတော့ရှယ်လို့မရအာဆင်နယ်ခံစစ်ကြောင်းကလက်ရှိဥရောပအကောင်းဆုံးထဲမှာပါတယ်ဒါကျွန်တော်တကယ်ပြောတာတကယ်အကောင်းဆုံး1-2လောက်ထဲမှာပါတယ်ဗျ3တောင်မဟုတ်ဘူးသူနဲ့ရှင်လို့ရတဲ့အသေးခံစစ်ကြောင်းမှာသိမ့်မရှိဘူးအဲ့တော့အိမ်ခွင်းမှာလည်းမတရားကောင်းတယ် Coventry ကျွန်တော်25နှစ်အကြာ Premier League ပြန်တက်လာပြီเนาะအဲ့တော့ပြန်တက်လာတဲ့အနေထားမှာ Championship မှာသူတို့တွန်းခဲ့တဲ့တွန်းကို90မှ9ကိုပေးကို40မှ5ကိုကန်တာ46ပဲတဝဲပြတကူပဲပေးရတယ်သူလဲအဲ့တော့ခြေစမ်းပွဲတွေမှာမိုနာကိုတို့အက်စပန်ညိုတို့နိုင်ထားတယ်ပေါ့နော်အဲ့တပေါက်ရှိတယ်အဲ့ကစားပုံပလေးလေးကတော့မဆိုးဘူးလမ်ဘတ်အသင်းဆိုတော့လမ်ဘတ်ကကျွန်တော်တယောက်တည်းမြင်ရလမ်ဘတ်ရဲ့ defensive structure တိဆောက်ပုံကတော်တော်များများရှိရအသင်းတွေမှာအားနည်းမှုအမြဲရှိတယ်အကောင်းလေတိုက်စစ်တိဆောက်တဲ့ structure ဘိုင်းမှာကျတော့လမ်ဘတ်ကပိုပြီးပိုင်နေဗျကိုအားတာတဲ့ပိုင်းနဲ့ဖြစ်နေတယ်ထင်တယ်ကျွန်တော်ထင်တာတော့เนาะအဲ့ဒါလဲဆက်မယ်ထင်တယ်ဒေတာကကြတော့ဒီ system တစ်ခု structure တစ်ခုတိဆောက်တဲ့အချိန်မှာလိုအပ်တဲ့ရလက်ကိုရသလိုကန်နိုင်နေပြီဆိုတော့ Arsenal ကဒီပွဲမှာသူဂိုးပြက်ခြင်းမပြက်ခြင်းကသူတို့ဘယ်လိုအားထုတ်မလဲဆိုတာမျိုးတည်ရတောက်ကြနေထုတ်ထားတယ်ပထမဆုံးပွဲအဲ့တော့တခြားကျွန်တော်က sense ပေါ့နော်ကျွန်တော်တခြား point of view တွေလည်းအများကြီးကြည့်တယ် Premier League ရဲ့အဖွင့်ပွဲတပွဲနဲ့ထုတ်ထားတယ်ပုံမှန်ဆိုရင်ဒါမျိုးပွဲကဒိန်းကြပဲရှောင်းရမယ်ပွဲဒီပွဲကလည်းညီကိုတို့မကြိုက်ရင်ရှောင်းစောစီးပွဲကအမြဲအာရုံနောက်တယ်ကျွန်တော်အမြဲပြောတယ်စောစီးပွဲအာရုံနောက်မှုကြောင့်နောက်ပွဲတွေမှာမလိုအပ်ဖက်နဲ့ဆုံးရှုံးသွားတဲ့ကျွန်တော်တို့ရဲ့ဒါ energy တွေငွေကြီးတွေအများကြီးပဲပေါ့နော်ဘယ်လိုပြောမလဲဘူဝါတာမျိုးအဲ့တော့ပထမပွဲတွေကဖြစ်နိုင်ရင်တော့ကျွန်တော်ကတော့အများကြီးတော့ရင်းပြီးမလုတ်စေချင်ဘူးပေါ့နော်အဲ့တော့ Arsenal နိုင်မယ်သေးကြတယ် 2-0 လား 2T 3T အဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာ Arsenal 2-0 မဟုတ်ရင် 3-0 လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော် Arsenal ပဲကျွန်တော်ရွေးတယ်အဲ့တော့အကြိုက်ဆုံးတော့မဟုတ်ဘူးဒါပေမဲ့ 2-0 3-0 ဖြစ်နိုင်ချေအများဆုံးကျွန်တော်တော့ 3-0 ထိပေးသွားလောက်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ခြေစွမ်းအရာပဲဖြစ်အဖက်ကပဲကြည့် Premier League ရဲ့အဖွင့်ပွဲဥရောပကို declare လုပ်ရမယ်ငါတို့ဘာအသင်းလဲငါဘာကောင်းနေလဲဆိုတော့ Premier League မှာလည်းကျန်တဲ့19သင်းကိုချပြရမယ်ပွဲဒီလိုပွဲမျိုးမှာ Arsenal မှမရွေးရင်ဘယ်သင်းမှရွေးလို့မရကျွန်တော်က Arsenal ပဲရွေးချင်ပါတယ်Okay ဒါစနေနေ့မှာစကစားမယ် Hull City နဲ့ Manchester United ပေါ့နော် Hull City ပဲဖြစ်ဖြစ် Hull City ပဲဖြစ်ဖြစ်တူတူပါအဲ့တော့ Hull City ပဲကျွန်တော်ပြောလိုက်မယ်အဲ့တော့
ကျွန်တော်ရွေးချယ်မှုလည်းမှန်ချင်မှမှာပေါ့နော်ညီကိုတို့ကြိုက်တာနဲ့ပဲရွေးပြီးရှုပါကျွန်တော်တော့ဒါကျွန်တော်အမြင်နဲ့ပြီးခဲ့တဲ့နေ့လုံးနဲ့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်အမြင်နဲ့ကျွန်တော်ဟို pass special ပေါ့နော်ကျွန်တော်ရဲ့ယူဆချက်လေးကိုကျွန်တော်ပြောတာပေါ့နော်အဲ့တော့ဟာစီလီနဲ့ယူလိုက်တဲ့ဟာစီလီဒီ2019ကနေအခုပြန်တက်လာတယ်ပေါင်သန်း80လောက်တုံးထားတယ်အဲ့တော့တုံးထားတဲ့မှာကန်စစ်က Nobleman ဒီကိုကျွန်တော်တို့ Volcano ကနေ23တန်းလောက်ပေးထားတယ်ပေါ့နော်အဲ့တခုတော့တော်တော်လေးတုံးထားတယ်ဗျဒါပေမဲ့ကျွန်တော်မကြိုက်တာခြေစမ်းပွဲတွေလည်းခြေနေမကောင်းရလာလည်းမကောင်းအော် United ကိုကြည့်မယ် United ကတခုအားသာတာရှိတာတန်တက်အသင်းတွေကိုအဖွင့်ပွဲစဉ်တွေမှာတွေ့တဲ့ပွဲစဉ်နဲ့တန်တက်အသင်းနဲ့တွေ့တဲ့ပွဲစဉ်တိုက်ဆိုင်ရင်ရှုံတစ်ခါရှုံကိုဝင်းနိုင်တယ်3ပွဲတည် Current လက်ထက် EPL ကို18ပွဲကန်ခဲ့တာမှာ12ပွဲအောင်နိုင်ထားတယ်ပြီးရရာသီဝက်မှာပေါ့နော် Okay အဲ့တော့ Bruno က chance creation 136ချိန်ရှိပြီးခဲ့တဲ့ရာသီမှာလုပ်ခဲ့ပြီးတော့ assist 20လုံးနဲ့ Premier League မှာစံချိန်နဲ့ record ကိုရခဲ့တယ် Bruno ကိုစာချုပ်ထပ်ချုပ်ဖို့လိုနေပြီအဲ့ဒါကဒီ West Julia နဲ့မဆိုင်ပါဘူး Bruno စာချုပ်တန်တိုးနဲ့ကြာနေပေါ့နော် Santos Yuri Tillmans ဟို Baliba အကောင်းလေမှာကတော့ကျွန်တော်ဘာမှတော့ပြောစရာမလိုတော့အဲ့တော့ Baliba ကလွန်ခဲ့တဲ့2နှစ်လောက်ကသူ့ရဲ့ prime ခြေစွမ်းကိုပြန်ရမှာလားပေါ့နော် Brighton မှာအဲ့ပုံစံမျိုးဆိုရင်တော့ United ကိုလည်းကအရန်စိတ်ချပြီအဲ့တော့တိုက်စစ်ပိုင်းမှာလည်း okay တယ်တောင်မန်နေမှာလည်းစစ်ပြေတယ် Rashford ကူညာပဲကျမ်းမှာရှိတယ် Dogu ပဲကျမ်းဆင်းဆော့လဲရတယ် Dogu သုံးလဲရတယ်အဲ့တော့ Patrick Dogu မသုံးချင် Luke Shaw ကိုပဲသုံးမယ်ညာကျမ်းမှာ Mazauri ဒါလို့ကိုနဲ့အထိုင်မှာလည်း okay နေပြီဆိုတော့ United တော့မိုက်တယ်ဗျာအဲ့တော့ Michael Carrick နဲ့ဒီရာသီမှာကျွန်တော် United ကိုအရန်စောင့်ကြည့်နေတယ်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာပြောထားတယ်ကျွန်တော်တော်တော်လေးကိုမျှော်လင့်ထားတဲ့အသင်းမှာ Manchester United အသင်းဒီနှစ်မှာတကယ်ပါတယ်အဲ့တော့ဟာ City အဓိကကြည့်ရမှာ1 minus ပဲနှလုံးသွင်းပါလား1 minus ကကျန်းတယ်နော်အဝေးကွင်းနော်ကျွန်တော်ပြောတာ3ခုနက3+20လို့ပါတော့ဒါတော့အဲ့တော့နှလုံးသွင်းမှရမှာတလုံးတော့မရဘူးဆိုတော့ကျွန်တော်ပြပြတသားရွေး United ဘာဖြစ်လို့အဲ့လောက်များနေရလဲအဝေးကွင်းကြီးမှာအဲ့တော့ Bookie ဘက်မှာ chance ကသူတို့ side of view ကကြည့်တယ် point of view ကကြည့်မယ်ဆို United ကနှစ်ခုနိုင်ဖို့ဖြစ်နိုင်ခြေအတော်လေးများတယ်လို့သူသတ်မှတ်ထားတယ်အနည်းဆုံး 60% လောက်ကို United ဒီဘက်မှာနှစ်ခုလောက်ပြတ်သွားနိုင်ခြေရှိသောလက္ခဏာကိုကျွန်တော်မြင်ရတယ်ခြေစွမ်းရပဲကြည့်တခြားနေရာပဲကြည့်ဟာ City ကအဲ့လောက်ကြီးကိုကောင်းမနေဘူးကျွန်တော်တို့ဒီ playoff နဲ့တက်လာတာဗျာ playoff ပြီးခဲ့တဲ့ရာသီကလည်း playoff တောင်မှဒါကျွန်တော်တို့3-5-6ခွန်ဆိုရင်နောက်အောက်ဆုံးကနေမနေတက်လာတာဗျာအဲ့လောက်ကြီးမဟုတ်ဘူးရသေးလားအဲ့လောက်ကြီးမဟုတ်ဘူးလူစင်းကြည့်တယ်အဲ့လောက်ကြီးမဟုတ်ကျွန်တော်ကတော့ယုံကြည်ဘူးမရှိဘူးပုံမှန်လေးပြောရင် United ပဲနှစ်ခုနိုင်ကိုနိုင်မယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ကျွန်တော်ရဲ့ရွေးချယ်မှုပေါ့နော် United ကိုပဲကျွန်တော်ရွေးပါတယ် Okay အဲ့တော့ကျွန်တော်ဘလုံးဝဲရွေးရင်ကျွန်တော်ယုံကြည်မှုနဲ့ကျွန်တော်ရွေးတယ်မှန်တာမှားတာပါတာပြီးတဲ့လူတယောက်ကကိုယုံကြည်မှုရှိရင်တော့အဲ့ဘလုံးဝဲကဟိုလိုဒီလိုရွေးတာမျိုးတွေကျွန်တော်လုံးဝမကြိုက်ဘူးပေါ့နော်ကျွန်တော်မှားရင်ကျွန်တော်ညံ့လို့ပဲကျွန်တော်အဲ့လိုမျိုးခံယူထားတာညီကိုတို့အားလုံးကသိပြီးသားတကယ်တော့ဒါကျွန်တော်ကပြန်ပြီးအသစ်တင်ရတဲ့ page ဖြစ်နေလို့ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါလေးတချို့စကားလေးပြန်ထည့်ပြောတာပါနားထောင်နေရညီကိုလည်းစိတ်မဆိုးပါနဲ့ပေါ့ကျွန်တော်တော့ဟိုဘယ်လိုပြောလဲဟိုလိုဒီလိုမပြောတတ်ဘူးအဲ့တော့ Everton နဲ့ Crystal Palace အဲ့တော့ Everton နဲ့ Crystal Palace က Everton ဒီ David Moyes နဲ့ပြီးခဲ့တဲ့ပွဲစဉ်ပြီးခဲ့တဲ့နောက်ဆုံးပေါ့နော်ကျွန်တော်တို့အပိတ်ပွဲစဉ်9ပွဲလောက်မှာ Premier League မှာနောက်ဆုံးစက်တိုက်9ပွဲနိုင်ပွဲမရဘူးတော်တော်ကြီးကိုဆိုးတော့ Everton ကအဲ့တော့ရာသီအပိတ်မှာတော်တော်ဆိုးသွားလို့ဒါဥရောပဝင်ခွင့်တနေရာတော့မရခဲ့ဘူးချန်ပီယံလိတော့မဝင်ဘူးပေါ့လေကျွန်တော်ပြော Conference League တို့ Europa League အကုန်လွဲအဲ့တော့ဆိုးတာများနေတဲ့အချိန်မှာအခုဒီရာသီမှာပြင်ဆင်မှုအားကောင်းလားဆိုလဲမကောင်းဘူးဗျ Brendan Johnson ကို McNeil နဲ့ swap deal လုပ်ထားတယ်လဲထားတယ်ပေါ့နော် McNeil နဲ့လဲထားတယ်ဆိုတော့ Brendan Johnson Paris ကအဲ့တော့ဒီနှစ်သိန်းအဲ့ဒါအပြန်နဲ့လဲထားတယ်2ယောက်ပါတယ်အဲ့တော့အသားကျနေတဲ့နေရာမှာတော့ကျွန်တော်အန်ဒိုင်တို့ခြားကစားသမားတွေနဲ့တော့ကျွန်တော်တို့ကစင်ပြေလို့ပဲကျွန်တော်တော့မစိုးဘူးပေါ့နော်အဓိကတော့ကွန်လန်မှာ James Carter တို့နောက်တန်းမှာလည်းဒီအရင်အတိုင်းလူစင်တိုင်းပဲထိန်းထားနိုင်သေးရဆိုတော့မျောနေရှင်တော့ဒီလိုမျိုးပွဲတွေမှာမျောလင်းစရာကောင်းတယ် Paris Conferences ရခဲ့တယ် Conference League ကိုကျွန်တော်တို့ Oliver Glasner နဲ့ရခဲ့တယ်အခုပြီးခဲ့တဲ့ရာသီကဒီ League မှာ Lens ကိုအဆင့်2ထိရက်တည်ပြီးတော့လူတစ်လုံးတော်တော်လေးကိုကျွန်တော်တို့အမြဲဟိုပွဲတိုင်း Lens back ကနေပြီးတော့ပဲနေနိုင်ပြီဆိုတဲ့ဟာမျိုးကိုဖန်တီးထားနိုင်တဲ့နီးပြ Pierre Sagi ရောက်လာပြီအဲ့တော့လာခွာကိုရောင်းထားတယ် Chelsea ကိုဒါပေမဲ့ကျွန်တော်လေးမကြိုက်တာတခုရှိရသေးတာဘာလဲဆိုတော့ Crystal Palace ကခြေစမ်းပွဲမှာနောက်ဆုံး Freiburg နဲ့ကန်တယ်ဂျာမနီက Freiburg ကို 3-0 နဲ့ရှုံးတယ်အဲ့ရှုံးခဲ့တဲ့ပွဲမှာသူ Premier League မှာကန်မဲ့လူအစုံကို3ဝရသေးတာညီကိုတို့အဲ့တော့3ဝရဆိုတကယ်ခြေစွမ်းပြ Chelsea လည်းမရဘူးဘာမှမရဘူးခန်းစလည်းမကောင်း
အဲ့တော့ပြောချင်တာကကျွန်တော် Oliver Glasner တိဆောက်ထားတဲ့ပုံစံနဲ့အခုနီးပြတဲ့နဲ့ပြန်ပြီးတော့ခင်းကြီးဘူးလို့နေဗျာခီးကြောင်နေလို့ကျွန်တော်ခံစားရသေးတာအဲ့ဒါကအချိန်လေးနဲ့တော့ပေးရမယ်နောက်ပြီးတော့ကျွန်တော် lens ကိုဒီလို level ရောက်လာအောင်လီကူးမှာဒီလိုအဆင့်ရောက်လာအောင်လုပ်တာကျွန်တော်လေးစားပါတယ်ဒါပေမဲ့ Premier League တော့မတူ Premier League ဒီ Premier League ပဲခက်တယ်ဗျာအဲ့တော့မထင်ထားပဲနဲ့ရမှတ်ကောင်းသွားမလားရလက်ကောင်းသွားမလားတော့ကျွန်တော်တို့ကြိုးမမြင်နိုင်ပေမဲ့ level 60နှလုံးရှုံးမှာကျွန်တော် Everton ကိုတော်တော်လေးကြိုက်တယ်ဒီတစ်ပတ်တော်တော်ကြိုက်တဲ့ပွဲလို့ကျွန်တော်ပြောလို့ရကျွန်တော် Everton ဒီပွဲမှာနိုင်မယ်လို့ကျွန်တော်ယုံနေရပေါ့နော်နိုင်တာမနိုင်တာပါတာအဲ့တော့ကျွန်တော်ရွေးသွားရတယ်နည်းနည်းအပေါ်ရမ်းဆန်နေရဗျာနော်တော်တော်ဆယ်တော့ဒါပေမဲ့ Premier League ကလည်းတစ်ခါကြရင်ဖွင့်ပွဲတွေမှာရှေ့3 5ပွဲမှာအဲ့လိုမျိုးလေးတွေနော်မြင်ရတာလေးတွေရှိတော့ညီကိုတို့တည့်တဲ့အတိုင်းပဲအပေါ်တွေပဲအားကောင်းသွားပါတော့နောက်ထပ်တစ်သင်းကျွန်တော်ထပ်ပြီးတော့ရွေးမယ်အဲ့တော့ Ipswich နဲ့ Sunderland နဲ့ Ipswich နဲ့ Sunderland မှာ Ipswich ကတော်တော်ပြင်းနေရဗျအဲ့တခုတော့ကျွန်တော်ကြိုက်တယ် Enciso တို့ကျွန်တော်နောက်ပြီးတော့ကိုယ်နဲ့မှာ Lukic ကိုခေါ်တာကျွန်တော်အရင်သဘောကျတယ် Fulham Lukic ကအရင်ကောင်းတာဗျာ Sunderland နဲ့ Lukic အတွဲကျွန်တော်တော်တော်လေးကြိုက်ခဲ့တာ Fulham မှာLukic ရောက်လာပြီ Utrecht ရှိမယ်နောက်ပြီးတော့ Lukic နဲ့တွဲဖို့အတွက်ပြီးခဲ့တဲ့ရာသီကဘန်လေးရဲ့ကိုယ်နဲ့မစိုးလို့ပြောလို့ရ Florentino ရှိတယ်ခေါ်ထားတယ်ပေါ့နော်အဲ့တော့တိုက်စစ်မှာတောင်မန်နေမှာထားလိုက်ပေါ့ဒိုင်ဆန်မာအေဒါရှိမယ်ခက်စစ်မှာဒါ Isaac Diop ကိုခေါ်ထားတယ်ဖူအန်ကနောက်ပြီးတော့လက်စားနေတော်တော်လေးခြေစွမ်းပြခဲ့တယ်အများကြီးဖြစ်လာမယ်လို့ထင်ခဲ့တဲ့ဖာတာဝူရောက်လာပြီအဒီတင်းကတကယ်ပြင်ဆင်ထားတူလော့စ်ကအီမာဆန်တိုက်စစ်ကဇာလမောက်လည်းခေါ်ထားတယ်နီးပြဂယ်ရီအိုနီကတော့ပရီးမီးယားလိနဲ့ဘာမှတော့သိမစိမ့်ဘူးဒါပေမဲ့ကျွန်တော်ထင်ကြီးရဲ့နီးပြထဲမှာတော့မပါဘူးပေါ့နော်โอเคပြီးခဲ့တဲ့ရာသီတော့အင်ကွန်း23ဝက်မှာတပွဲပဲရှုံးထားတဲ့အထိခြေစွမ်းကောင်းတယ်နော်အဲ့ဒါလေးကျွန်တော်သဘောကျတယ်43ကိုသွင်းတယ်18ကိုဒါကတော့ Championship level ပေါ့ဗျာ Premier League တော့မဆိုင်ဘူးဒါပေမဲ့အိမ်ကွန်းမှာရမ်းနဲ့ကျန်းနဲ့လှုပ်တယ်ပေါ့နော်အဲ့ဒါလေးကတော့ဒါသူ့ရဲ့အခြေခံတိဆောက်ပုံပဲဒါတော့အသင်းငယ်တွေမှာတော့ဒီလိုပဲသွားမှာပဲအိမ်ကွန်းဒီကအာကိုဒါထူတော့မဆူကြဘူးဆန်တာလဲမှာကျွန်တော်သဘောကျတာအန်ဂူလိုခေါ်ထားတာအရင်ကြိုက်တယ်အန်ဂူလိုကဘယ်ချမ်းမှာတော်တော်ကောင်းတဲ့ထဲမှာပါတယ်နော်ကျွန်တော်စောင့်ကြည့်ရမယ်ဒီဘက်မှာဂိုးသွင်းမဲ့ကစားမှာတယောက်ပြောဆိုတော့ကျွန်တော်အန်ဂူလိုလို့ပြောရင်ပြောမိမှာပြေးပြီးတော့အဲ့တော့ဟီယာထူရာ Leipzig ကခေါ်ထားတယ်နောက်ပြီးတော့ရှီပီသားကစားမတွေလည်းမထွက်သွားဘူးပေါ့နော်အဲ့ဆန်နာလန်ကအားနေသွားဘူးမရှိဘူးနောက် Libris ကနောက်ဆုံးရာသီကလည်းပြီးခဲ့တဲ့အဆင့်9နဲ့ Europa League ဝင်ခွင့်ရထားတယ်အဲ့တော့ပွဲနှစ်ခုပြာများနေအချိန်ရောက်လာနေပြီအဲ့ကြရင်ဆန်နာလန်ကြာရင်ကြာလိမ့်မယ်ဒါပေမဲ့ဒီလိုမျိုးပွဲစဉ်မှာတော့မကြတော့ဘူးထင်တယ်ပြီးခဲ့တဲ့ရာသီကတခုတတိထားမှာပေါ့နော်ပြီးခဲ့တဲ့ရာသီမှာအဝေးကွန်း16ဝက်မှာကျွန်တော်တို့ရလက်တွေအရန်ကောင်းခဲ့တာမျိုးမရှိဘူးဒါပေမဲ့ကောင်းခဲ့တာတခုရှိတာကောင်းခဲ့တာတခုရှိရဆိုတော့သူတို့အိမ်ကိုမှပဲကျွန်တော်တို့အမြဲနိုင်ကြပါတော့18ဂိုးပဲရတာလုံးဝမကောင်းခဲ့ဘူး16ဝက်မှာတဝက်တကူတော့မရခဲ့ဘူးဆန်နာလန်ကအဲ့ဒါကိုပြင်ရမယ်ဒီရာသီမှာအဓိကပြောချင်တာအဲ့ဒါပြင်ရမယ်အဲ့ပြင်ဖို့အတွက်လည်းလက်ရှိပါတိုက်စစ်ပိုင်းတွေအဲ့တော့ structure တိဆောက်ဖို့တည်ငြိမ်မှု Libris နဲ့ Sunderland နဲ့ Ipswich ခုမှဒီအခြေအနေကိုရောက်လာဆိုလူသေးတယ် Ipswich ကလူကောင်းတွေခေါ်ထားတယ်အဲ့လူကောင်းတွေကိုခေါ်ပြီးတော့အသားကျအောင်လုပ်ဖို့ကပို့ပြီးတော့အချိန်ပေးရတယ် Gary O'Neill နဲ့အဲ့တော့ကျွန်တော်တော့ Ipswich ကောင်းလာလဲအခုတော့မဟုတ်ဘူးအဲ့တော့ဒဲပေါက်တယ်ကျွန်တော် Sunderland ပဲကျွန်တော်ယူတယ်နောက်ထပ်တစ်ပွဲက Nottingham Forest နဲ့ Leeds နဲ့ပေါ့နော် Nottingham Forest နဲ့ Leeds နဲ့မှာ Oliver Glasner နဲ့ Nottingham Forest ဘလောက်ချမ်းပါလဲ Nottingham Forest speaker ရာသီက Nuno Santo ကနေထုတ်ကျွန်တော်အများကြီးပဲဗျာပိုချက်တီနိုတို့အာယွန်နေတော့ဟိုလိုဒီလိုsorry Ange Postecoglouတို့အဲ့လိုမျိုးတွေဟိုတိုက်စစ်အာသန်နေတဲ့ခန်းစစ်အာသန်နေတဲ့ဟိုလူထုတ်လိုက်ဒီလူဝင်လိုက်နဲ့နီးပြတွေတော်တော်တိုင်ပတ်သွားတဲ့အချိန်ပေါ့နော်နောက်ဆုံးကျွန်တော်တို့ရှောင်းတိုက်တွေပါတွေအထိဝင်စင်းကဲရတဲ့ပုံစံတွေပါဖြစ်သွားသေးတယ်အဲ့တော့ Forest ကလက်ရှိမှာ Oliver Glasner ကိုခေါ်နိုင်လိုက်တယ် okay ပို့มาလာမယ်ပို့ပြီးတော့တီဆောင်းမှုကောင်းလာမယ်ပို့ပြီးစနစ်ကြလာမယ်အဲ့တော့လုံးဝမလွယ်ဘူးဒါပေမဲ့ Nottingham Forest က3 back နဲ့ကန်တာကျွန်တော်မကြိုက်ဘူး4 back နဲ့ကန်တာပိုကောင်းတယ်ပေါ့နော်အဲ့ကျွန်တော်အဲ့တခုကပြီးခဲ့တဲ့ရာသီမှာလည်းကြည့်ခဲ့တယ် Oliver Glasner အဲ့ဒါကိုဘယ်လိုပြောင်းလဲမလဲတော့ကျွန်တော်ကြည့်ရမယ်အဲ့နောက်ပြီးတော့ဟိုဘယ်လိုပြောရမလဲအိမ်ကွင်း4ဝက်လုံးနောက်ဆုံး4ဝက်လုံး list ကိုနိုင်ထားတယ်ဒါက Nottingham Forest ကအားသာချက်တွေပေါ့နော် okay white ကပြီးခဲ့တဲ့ရာသီက19ဂိုးထိ EPL မှာပါဝင်ပတ်သက်မှုပေါ့နော်ဂိုးနဲ့ assist စုစုပေါင်းအဲ့လောက်ထိလုပ်ထားတယ် okay white ကိုစောင့်ကြည့်ရမယ်ဒါပေမဲ့ idiot Ederson မရှိတော့တဲ့ကုန်းနဲ့ထိုင်ကရောဖြစ်ပါမလားကျွန်တော်အဲ့ဒါလည်းစောင့်ကြည့်ရမှာတွေကများတယ်ဗျအသင်းတွေကနည်းနည်းလေးအပြောင်းလဲတွေများနေတာဆိုတော့ list ပေါ့နော် list က opening game တွေမှာအန်ဟောစရာ18ပွဲမှာ2ပွဲပဲရှုံးနေဗျအဲ့ဒါတကယ်အန်ဟောစရာပဲကျွန်တော်အချက်လက်ကြည့်လိုက်တော့နောက် Harry Wilson ကိုခေါ်ထားနိုင်တာ share ပဲHarry Wilson ပြီးခဲ့တဲ့နှစ်ကဖူဟန်မှာတော်တော်ကောင်းတယ်ခေါ်ထားနိုင်ပြီပြီးခဲ့တဲ့ရာသီက18ဂိုးထိ EPL မှာပါဝင်ပတ်သက်မှုရှိခဲ့တယ် Harry Wilson ကအဲ့တော့စဉ်းစားလို့မရတာ James Trafford ကိုဘာလို့45သန်းလောက်ပေးခေါ်လဲကျွန်တော်စဉ်းစားလို့မရဘူးကိုသမားတယောက်ကို
အရင်ကကောင်းနေတာမဟုတ်ဘူးလားဟုတ်လားဆိုတာလည်းပြောချင်တာဗျာဂျိန်းဆွတ်ဖို့တော့ဘဲခေါ်မလဲကျန်တဲ့နေရာတွေမှာထပ်ဖြည့်လိုက်ပါပေါ့ဒါပေမဲ့လည်းဟိုမသိဘူးဗျာကျွန်တော်ပြောတာဥမာအာဆင်နယ်မှာအရန်ဖြစ်နေတဲ့ကက်ပါလိုမျိုး9တန်း10တန်းနဲ့ခေါ်ထားတာဗျာအဲ့လိုမျိုးခေါ်လို့မရဘူးလားပြောကျွန်တော်ပြောတာ Trafford ကိုခေါ်တာဘယ်လောက်ထိအရေးပါလို့လဲဆိုတော့ကျွန်တော်မင်းကိုတော့ထုတ်ချင်တယ်ဒါပေမဲ့ကျွန်တော်လည်းမသိသေးဘူးတကယ်ပဲတန်လား Trafford ဘယ်လောက်ထိကောင်းလဲအဲ့တော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမှာပေါ့အဲ့တော့ဒီဘောမှာ Forest က40ပြီးတယ်နှလုံး minus ဆိုတော့ကျွန်တော်တော့ဒီဘောမှာ list ကိုပဲရွေးချင်တယ် list မရှုံးလို့ထင်တယ်အနေဆုံးသေရမယ်ကျွန်တော် list ကိုပို့ပြီးတော့ရှုံးတယ်အဲ့တော့ကျွန်တော်နီးပြတက်နေတဲ့အသင်းတွေကိုတိတ်မယုံဆိုတဲ့သဘောဖြစ်နေဗျာသိလားကျွန်တော်အခုခေါင်းထဲမှာကျွန်တော်ပေါ်လာတာနောက်ထပ်တော့ပွဲ Brentford နဲ့ Tottenham အဲ့တော့ Brentford က Kate Andrew နဲ့ပြီးခဲ့တဲ့ရာသီမှာအိမ်ကုန်းမှာ share ကောင်းခဲ့တာအထူးသဖြင့်ရာသီအဖွင့်အိမ်ကုန်းတွေမှာပို့စုပတ်ဆက်ကောင်းတာတရားသီလုံးမှာ19ပွဲမှာ3ပွဲပဲရှုံးတယ်အိမ်ကုန်းမှာနော်အဲ့ဒါနောက်ပိုင်းပွဲတွေကြာမှရှုံးတာအရှိပွဲမှာလောကရှုံးပွဲမရှိဘူးโอเคအဲ့တော့မမလူဆိုင်ဂရီကိုခေါ်ထားတယ် Lens ကနေနောက်ပြီး Callum Wilson ခေါ်ထားတယ် Burnley ကနေဘယ်ချမ်းအသာခြေစမ်းပြနေ Antonio ခေါ်ထားတယ်ကျွန်တော် Igor Thiago ရှိမယ် Kevin Schneider ရှိမယ်လူစီကပုံမှန်တိုင်းပဲအရင်တိုင်းပဲခံစစ်ကောင်ဒီလူတွေပဲအဲ့တော့တစ်ဖက်က Tottenham တူနာလီနဲ့အရင်ဆုံးပြောရမှာတူနာလီနဲ့မာတီးရဲ့ဖာနန်စစ်ကွန်လက်ထိုင်နောက်ထပ်ပြောရမှာစင်နီစီနဲ့ကျွန်တော်တို့ဖန်ဟက်ကီရဲ့ခံစစ်အထိုင်နော်တော်တော်ကောင်းတဲ့အထိုင်ကိုတိစောက်ထားနှစ်ထိုင်လုံးအဲကွန်လက်အထိုင်နဲ့ခံစစ် CB ထိုင်နဲ့ DM ထိုင်ကအရင်ရေးကြီးတယ်အဲ့တော့အသေးသေးမှာဖွဲ့စည်းတိစောက်ပုံကအဲ့အထိုင်ကိုစတိစောက်ရတာဗျာအဲ့အထိုင်ငြိမ့်ပြီဆိုအသေးသေးက okay ပြီကျန်တဲ့နေရာတွေကဦးကျော်ကျော်ကန်ရဲ့ကောင်တွေပါတယ်ဖြည့်ပေးလို့ရတယ်ဗျာသိလားအဲ့တော့ Kudes တို့ Kulusevski တို့မလာသေးတဲ့လူတွေပေါ့နော်ဇာဗီစီမွန်ကထားလိုက်တော့ February ထိ ACL ဖြစ်သွားပြီဆိုတော့အဲ့လောက်မှပြန်လာတော့မှာ Solanke တို့မလာသေးဘူးနားနေရအချိန်ပေးရမယ်ပေါ့နော်ဒီစာဗီဒီလူနဲ့ဘယ်လောက်ရအောင်လုပ်မယ်နောက်ဆုံးတန်းဆင်းရမယ့်အချိန်မှာရုန်းကန်သွားခဲ့တဲ့ survivor instinct ကိုတော့ကျွန်တော်အရင်ကြိုက်တယ်ဒီစာဗီနဲ့အသင်းသားတွေညီညွတ်မှုတွေ့ကြရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာက Brentford နဲ့ Tottenham Brentford က level 25 3လုံး -30ကျွန်တော်ကတော့ဒီပွဲမှာခုနဲ့ကိုပို့ပြီးသဘောကျတယ်အဲ့တော့ရွေးအသင်းရွေးဆိုရင်ကျွန်တော်တော်တင်အောင်အဲ့လောက်ကြီးကျွန်တော်ဒီဇာဘီကအသင်းကိုအသားကြောင်လို့ဒါအရင်မြန်နေတဲ့ထဲမှာပါတယ်ဒါပေမဲ့ချက်ချင်းတော့မဟုတ်တော့ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ကတော့ Brentford တော့နည်းနည်းပိုချိုက်တယ်ဒါပေမဲ့ဂိုးနဲ့ဘက်ကိုပြန်ပို့သွားမလားအဲ့တော့ကျွန်တော်ဒီဘွဲမှာတော့ဂိုးနဲ့ကိုကျွန်တော်ရွေးကြည့်ချင်တယ်ပေါ့နော်ကျွန်တော်အစ Brentford ရွေးထားတာအဲ့တော့ Brentford နိုင်မလားဂိုးနဲ့မလားဒါပေမဲ့အဲ့နှစ်ခုတွေကတစ်ခုတော့ဖြစ်မယ်ဗျာအဲ့တော့တစ်ခုပဲပြောဆိုရင်တော့ကျွန်တော်ဒီဘွဲကိုဂိုးနဲ့ရွေးတိုင်းမယ်အဲ့တော့3ခုပေါ့ထန်ကို3ခုလောက်ပဲရအောင်4ခုတော့မရတော့ဘူးထင်တာပဲဗျာသိလားဟိုဘယ်လိုပြောမလဲဂျီဘူးကကြတွေးတာပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဒီဘက် EB ရွေးထားတဲ့ပွဲတွေတနင်္ဂနွေနေ့မှာတော့ပွဲတွေသိမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ကြိုးစားပြီးရွေးသွားဖို့ရှိပါညီကိုတွေတရားစီလုံးလဲကျွန်တော်ကြိုးစားပြီးရွေးမယ်လို့လဲကျွန်တော်တကယ်ကျွန်တော်အလုပ်ဒီအားအတွက်အများကြီးကျွန်တော်အချိန်ပေးပြီးကျွန်တော်ရွေးတာပါအဲ့တော့ကြည့်ပေးခဲ့တဲ့ညီကိုတရားစီတဲ့ကျေးဇူးအများကြီးတင်ပါတယ်အဓိကဟိုဘယ်လိုပြောမလဲကျွန်တော်မှားနေတဲ့စေတနာအမှားပေါ့နော်မှားရတယ်ရှိမှာပဲညီကိုတွေအဲ့တော့ကျွန်တော်အပတ်စဉ်စူးစမ်းပြီးတော့ဒီအလုပ်ကိုဆက်လုပ်သွားဖို့လဲကျွန်တော်ဟိုလောလောဆယ်စဉ်းစားထားရပေါ့နော်ကျွန်တော်အချိန်နဲ့အများကြီးပေးထားပါတယ်အဲ့တော့ကြည့်ပေးကြတဲ့ညီကိုတယောက်စီစီနိုင်ကျေးဇူးအများကြီးတင်ပါတယ်ညီကိုတွေနိုင်အောင်သာရိုက်ကျွန်တော်နဲ့တူမတူနိုင်ဖို့အရေးကြီးရသီလားအဲ့ကျွန်တော်ဒါ idea နဲ့ကျွန်တော်အမြင်လေးပဲကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့အားလုံးပဲခွတ်လက်ပါညီကိုတွေ